ဘော်ရူတိုကစတိတ်ခတ်မှုဆုံးဖြတ်လိုက်ပြီးရတယ်ဖူနာတိုတသားတွေကသူတို့ကောင်းတော့ဖူနာမရှိကိုတတ်ခဲ့တဲ့ကောင်ဖြစ်လို့လွယ်လွယ်ကူကူနဲ့ပေးမသိပဲနှိမ့်ဆက်ခွင့်တောင်းတဲ့အတွက်အီခါတာကခွင့်ပြုပေးလိုက်ပါတယ်ဘော်ရူတိုကဝိုင်းထိုးကြိတ်နေကြတဲ့အတွက်မီဆူကီနဲ့ဆာရတာကဝင်ပါဖို့လုပ်ပြီးမြဲဘော်ရူတိုကတားလိုက်ပြီးသူ့ကိုစိတ်ကြိုက်နှိမ့်ဆက်နေရအောင်မှဘာမှပြန်မလုပ်ပဲဆမ်းမြင့်လိုက်တဲ့ခါဝါကီကလည်းအရောင်းကြီးကိုတတ်ဖို့ခန္ဓာတင်မောစီတက်သွားခဲ့ပါတယ်ဘော်ရူတိုအနှိမ့်ဆက်ခံနေရတာကိုတငယ်ချင်းတွေကစမ်းမကြည့်နိုင်တော့ပြီမြဲဘော်ရူတိုကိုယ်တိုင်ကဘာမှဝင်မပါဘူးပြောထားတဲ့ကြောင့်အဲ့လိုကိုယ့်တက်ကိုစတိတ်ခံလိုက်ရင်တော့ဖူနာတိုတွေကသူတို့ကတိကိုတီးမယ်ထင်လားလို့ဆာရတာကမြင်လိုက်ပါတယ်ဘော်ရူတိုကတော့အီခါတာဂရိတီမီဆိုတာကိုသူမသိမိဘူးကာကွယ်အားလုံးကိုကာကွယ်ပေးခဲ့တဲ့လူမျိုးစစ်ပွဲကိုတားဆီးလို့သူတက်နိုင်တာလုံးတင်တာကိုလုံးနေရဖြစ်တဲ့အကြောင်းပြပြလိုက်ပါတယ်အဲဒါကြောင့်အီခါတာကရေဝဲရိုင်းနေတဲ့စခါမြုပ်သွားရင်လုံးဝပြန်ပေါ်ဖို့မဖြစ်နိုင်တဲ့ပင်လယ်ကြီးတွေကိုခိုကူနာကိုယ်တိုင်လက်စားချိတဲ့အနေနဲ့တွန်းချဖို့ပြောလိုက်ပြီးဘော်ရူတိုကလည်းနှစ်ခါစဉ်းစားမနေပဲချက်ချင်းလက်ခံလိုက်ပါတယ်အဲအကြောင်းမီဆူကာတွေကလည်းကြားနေရတဲ့အတွက်သူတို့ဘက်ကလှုပ်ရှားဖို့ပြင်လိုက်ပြီးခိုကူနာကလည်းသူ့အဖေအတွက်လက်စားချိဖို့ကြုံသွားရင်ဘော်ရူတိုအနားကိုပတ်သွားခဲ့ပြီးဘော်ရူတိုကအရင်ဆုံးတောင်းပန်လိုက်ပါတယ်သူ့အဖွဲသားတွေကိုလည်းယုံတဲ့အတွက်သူမရှိတော့ရင်တော့ဘာမှတုံ့ပြန်ကြမှာမဟုတ်တဲ့အကြောင်းပြောလိုက်ပြီးကလေးရွယ်ပဲရှိသေးတဲ့ခိုကူနာကလည်းဒုတိယကိုတွင်းအင်းနဲ့လက်စားချိရမယ့်အချိန်မှာတော့တုံညီနေတဲ့အတွက်ဘော်ရူတိုကခိုကူနာရဲ့လက်မှာသွေးမစွန်းရအောင်သူ့ကိုယ်တိုင်တည်တည်နဲ့ပဲဆင်းသွားလိုက်ပါတယ်မီဆူကီနဲ့ဆာရတာကလည်းသူတို့တငယ်ချင်းတရားလုံးမျက်စိရှိမှအသက်ပေးလိုက်ရအောင်ဘာမှမကာကွယ်ပေးနိုင်ခဲ့တဲ့အတွက်ရှုပ်ချိုးပြက်လဲကျသွားကြပြီးအဲ့မြင်မျိုးကိုလည်းအဝေးရလာနေတဲ့မက်တယ်တို့ကလှမ်းမြင်လိုက်ရပါတယ်အီကာတာကလည်းဘရုတ်ရဲ့နောက်မတွန့်တဲ့ဆုံးဖြတ်ချက်ကြောင့်တိုးဝေသွားပြီမြဆာရတာနဲ့မီဆူကီကိုလက်စားချိမလာလို့စမ်းသပ်လိုက်ပြီးတငယ်ချင်းအတွက်တောင်ဘာမှပြန်မလုပ်ရတဲ့ကောင်တွေလိုဝိုင်းပြီးစော့ကားနေရကြောင်းမီဆူကီကရုတ်တရက်ဒေါသထွက်သွားပြီမြသူ့စိတ်ကိုပြန်ထိလိုက်ပါတယ်အီကာတာကသူ့ကိုလာတတ်ဖို့စွာပေးနေရတော့ဘရုတ်တို့နဲ့အငဲတူရှိလာကြတဲ့သူတို့အတွက်ဒုတိယမိသားစုသူတို့ရဲ့မောင်နှမတယောက်တေဆုံးသွားလို့ခံစားရတဲ့ကြောင့်အီကာတာကိုပြေးသက်ချင်တာကိုမုန်းမိတယ်အီကာတာဘာလို့ပဲလက်စားချိဖို့ပြပြသူတို့ကဘရုတ်တို့ရဲ့ဆန္ဒကိုအလေးထားရတဲ့အတွက်တော့မတိုက်ခိုက်ဖို့ဆုံးဖြတ်ထားတာဖြစ်တဲ့အကြောင်းပြပြလိုက်ပါတယ်ခိုကူနာကိုယ်တိုင်ကလည်းသူ့အဖေတို့လက်စားချိနိုင်လိုက်ကြအောင်မှသူ့လုံးလိုက်တာမှန်လားမှားလားပြောရမလားဆိုတာဝေခွဲမရပဲဖြစ်နေရကြောင်းလက်စားချိမှုကထက်စစ်အမုန်းတရားတွေပဲတိုးဝလာရဲဆိုတာကိုနားလေသွားတဲ့အီကာတာကလည်းသူ့အမကိုတောင်းပန်နိုင်ရင်ရေထဲကိုဆင်းချသွားပါတယ်